မင်္ဂလာပါ MM Story Hub Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပြပြပေးမယ့်သတင်းကတော့အမြင့်ပေ1500ကျော်ပေါ်မှာလုံခြုံရေးကျိုးတက်မြင့်မတော်မပါပဲလက်ထပ်ခွင့်တောင်းဖို့တင်သက်သိရှိမလားတာမန်တူတွေအတွက်မဖြစ်နိုင်ပေမဲ့ကဘာကျော် roof chopper ဇုံဘရဲကတော့ရဲရဲဝံ့ဝံ့ကြီးလုပ်ပြသွားခဲ့ပါတယ်Netflix ရဲ့ Skywalker A Love Story မှတ်တမ်းရုပ်ရှင်တဲကကဘာကျော်ရုရှားစွန်စားတက်ရောက်သူ Rooftopper စုံတွဲကတကဘာလုံးဟိုလေးတကြောဖြစ်သွားစေမယ်စွန်စားခန်းအသစ်တစ်ခုကို New York မြို့မှာထပ်ပြီးလုပ်ပြလိုက်ပြန်ပါပြီဒီတစ်ခါသူတို့ပြမှတ်ထားခဲ့တာကတော့ New York ရဲ့အထင်ကရအဆောက်အုံကြီးဖြစ်တဲ့ Empire State Building မှာပဲအများပြည်သူတက်ရောက်ခွင့်မရှိတဲ့အဆောက်အုံရဲ့အထက်ပေ1500နီးပါးမြင့်တဲ့Antenna Tower တိုင်ပေါ်ကိုလုံခြုံရေးတွေကြားထဲကနေတရားမဝင်ခိုးတက်သွားခဲ့ကြတာပါအဆိုးဆုံးကတော့သူတို့နှစ်ယောက်ဟာဘလို့လုံခြုံရေးကျိုးမြင်မှမပါပဲအသက်နဲ့ရင်ပြီးတက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတာဝါတိုင်းထိပ်ရောက်တဲ့ချိန်မှာတော့အမျိုးသားဖြစ်သူကဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းခဲ့တယ်လို့ When the power of love beats the left of power the world knows peaceမြစ်တာတရားရဲ့စွမ်းအားကအာဏာမမှုမှုကိုအောင်နိုင်တဲ့အခါကဘာကြီးငြိမ်းချမ်းလိမ့်မယ်ဆိုတဲ့အနက်ရောင်စာတန်းကြီးကိုပါချိတ်ဆွဲပြသခဲ့ပါသေးတယ်။မြေပြင်ကလူတွေဒါကိုမြင်သွားတဲ့အချိန်မှာတော့ New York ရဲတပ်ဖွဲ့ NYPDC ကိုဖုန်းတွေဇက်တိုက်ဝင်လာခဲ့ပြီးရဲတပ်ဖွဲ့ကလည်း drone တွေရဟတ်ယာဉ်တွေအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အဆောက်အုံအောက်မှာအစင်သစ်စောင့်ဆိုင်နေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဇုံတွေအောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာပဲရဲတပ်ဖွဲ့ကချက်ချင်းဖမ်းဆီးထိန်းသိမ်းလိုက်ပါတော့တယ်။လက်ရှိမှာတော့ New York ရဲတပ်ဖွဲ့ကသူတို့ကိုအောက်ပါပုံမှန်တွေနဲ့တရားစွဲဆိုထားပါတယ်။တရားမဝင်ကျူးကျော်ဝင်ရောက်မှုအများပြည်သူအားအန္တရာယ်ဖြစ်စေမှုခိုးဝင်မှုအများပြည်သူငြိမ်ဝှက်ပြပြမှုကိုပြပြစေမှုလိုပဲဖြစ်ပါတယ်။အချက်ကတော့ကြီးမြတ်ပါတယ်။ဒါပေမဲ့ဥပဒေနဲ့ကိုယ်အသက်အန္တရာယ်ကိုတော့ချမ်းလက်ထားလို့မရဘူးဆိုတာကိုဒီဖြစ်ရက်ကသက်သေပြနေပါတယ်။နောက်ထပ်လည်းကဘာတဝမ်းကထူဆန်းထွေလာဖြစ်ရမှန်သတင်းတွေနဲ့မှုခင်းသတင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနားထောင်မှုအတွက်ကျမတို့ရဲ့ MM Story Hub Channel လေးကိုအခုပဲ Subscribe လုပ်ထားကြပါရှင်။